မျက်နှာစုံကြည်ဥဒိယပါလေဖြင့်ဘုရားတပည့်တော်ဝမ်းမြောက်ဝမ်းသာရှိလာပါလေဗျာဘုရားတပည့်တော်တို့သာသနာတော်ထိမ့်သိမ်းဆောင်ရှောက်ရေးအပွဲအားနည်းချက်တစ်ခုလေးကိုဘုရားတပည့်တော်တင်ပြနေပါလေဗျာထိုအားနည်းချက်ကဘုရားတပည့်တော်တို့အာနာဆက်မပါတာကိုတပည့်တော်တို့အဲ့ဒါလေးကိုဆရာတော်ဘုရားများဥက္ကဋ္ဌဆရာတော်ဘုရားများဒီပြီးတော့ညွှန်ကြားပြီးတော့တပည့်တော်တို့ရကြီးအုပ်ချုပ်ရေးမှုမြို့နယ်အုပ်ချုပ်ရေးမှုနောက်တစ်ခါဟိုတော့မှဖွဲ့ခဲ့တဲ့ဦးဇင်းတို့မိသားတို့ရဲတို့အဲလိုဖွဲ့မျိုးတွေများဒီထဲမှာပါလာရင်တပည့်တော်တို့လောကကံရတာသိချမ်းသာမှုဖြစ်ပါမယ်ဗျာအခုတော့တန်ခါချင်းချင်းတန်ခါတွေကြီးတယ်လက်ပြီးတော့ပြောနေဆိုရတဲ့အခါကျတော့လုပ်ငန်းစဉ်ကသိအဆင်မပြေလာဘူးဗျာ